တို့ဂိမ်းလေးတွေဆိုပြီးငွေအမှန်တကယ်ထုတ်လို့ရတဲ့ကျွန်တော် application တခုနဲ့မိတ်ဆက်ပေးပြီဗျာအဲ့ဒါကတော့ကျွန်တော်ဒီ time crash ဆိုတဲ့ application လေးနော် time crash ဆိုတဲ့ application လေးကျွန်တော်ဝင်လိုက်မြဝင်လိုက်ရင်ကျွန်တော်ဒီလိုလေးပေါ်တယ်ဗျာနော်ဒီလိုလေးပေါ်ရင်ကျွန်တော်ဒီ application ကိုဘယ်ကနေ download ဆွဲရမလဲဆိုရင်Telegram channel မှာလည်းကျွန်တော် link လေးချပေးထားနော် link လေးချပေးအဲ့ရ link ကနေပြီးတော့ဒီ APK လေးကို download ဆွဲလို့ရတယ်နော်ဒီ link ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့Play Store ထဲရောက်ပါလိမ့်မယ်နော် Play Store ထဲရောက်ပိုင်းကျွန်တော်တို့ဒီ download လေးဆွဲပြီးနော်ဒီ game လေးကို application ကို download ဆွဲမယ်ဆိုရင်ကျွန်တော်တို့ US Boolean လေးခံပြီး download ဆွဲပြီးနော် US Boolean လေးခံပြီး download ဆွဲပြီးသွားရင်ကျွန်တော်ဒီလိုလေးပေါ်လာလိမ့်မယ်နော် US Boolean ခံမှကျွန်တော်တို့တချို့ဖုန်းတွေရတော့ download ဆွဲလို့ရမယ်နော်ဒီလိုလေးပေါ်ရင်ကျွန်တော်တို့ကနေပြီးတော့ဒီ game လေးတွေကိုအရင်ဆုံးဝင်လိုက်မယ်နော်ဝင်ပြီးတော့ကျွန်တော် game လေးစစော့ကစားလို့ရတယ်နော်စော့ကစားလို့ရပြီဆိုရင်ကျွန်တော်တို့ဒီအရင်ဆုံးကျွန်တော်ဒီ game လေးတွေရောက်ပြီဆိုရင်ခုမှအကောင့်တစ်စဖွင့်မဲ့သူတွေဆိုရင်ကျွန်တော်တို့ဒီ setting ပုံလေးနှိပ်လိုက်နော် setting ပုံလေးနှိပ်လိုက်ရင်ကျွန်တော်ဒီမှာဒီနားမှာကျွန်တော်ဒီ ID ကုတ်မထည့်ရသေးတဲ့ဆိုရင်ကျွန်တော်ချပေးလိုက်တဲ့ဒီမှာရေးပြပေးထားတဲ့ကုတ်ကလေးကိုဒီနားမှာထည့်ပေးလိုက်ပါနော်ဒီညမှာထည့်ပေးလိုက်ရင်ကျွန်တော်တို့ဒီလိုလေးပေါ်သွားလိမ့်မယ်နော်မထည့်ရသေးတဲ့သူဆိုရင်ဒီညမှာအနာကုတ်ဆိုပေါ်လိမ့်မယ်ဗျအဲ့တော့ကျွန်တော်ဒီ game လေးစဆော့မယ်နော် game လေးစဆော့ကျွန်တော်ဒီ play ကိုနှိပ်လိုက်ဗျplay နေဒီ game လေးကတော့အရန်လွယ်တယ်နော်အရန်လွယ်တယ်ကျွန်တော်ဒီတူတဲ့အသီးလေးတွေရွေးပေးလိုက်ရောဒီမှာလိမ်မော်သီးဆိုလိမ်မော်သီးအဲဒီမှာဖရဲသီးဆိုဖရဲသီးလိုလေးရွေးပေးလိုက်နော်ဒီမှာလိမ်မော်သီးအဲဒီမှာgame လေးတော့အရန်လွယ်တယ်ဗျနော်ဟိုကိုအပြင်းပြေဒီကိုအပြင်းပြေမှာကိုယ့်အိမ်ကညီညီမတွေစော်ခိုင်းအောင်မှာကလေးစော်ခိုင်းအောင်မှာကျွန်တော်ဒီနေ့ကိုဝင်ငွေရဒီ game လေးကနေပြီးတော့အများကြီးရတာနော်တော့ဒီတူးတဲ့ခါလေးတွေရွေးပြီးတော့ကျွန်တော်ဆော့ပေးရုံပဲเนาะကျန်တာအဲ့လောက်ကြီးလည်းမခက်ခဲဘူးဗျာเนาะဒီ game လေးကကျွန်တော်တို့ဒီငွေထုတ်မယ်ဆိုရင် PayPal အကောင့်မရှိလေကျွန်တော်ထုတ်လို့ရတယ်ဗျာเนาะကျွန်တော်တို့ဒီ game လေးကိုကျွန်တော်ကိုက Gmail အကောင့်ရှိုံနဲ့ကျွန်တော် Gmail ကနေပြီးတော့စထုတ်လို့ရတယ်ဗျကျွန်တော် game လေးကျွန်တော်ဒီဘွဲဆော့ပြပေးမယ်ဂိမ်းလေးတော့အရန်လွယ်တယ်ဗျာနော်အရန်လွယ်တယ်ဟိုကလေးတေးသေးလေးတောင်ဆော့တက်တဲ့ဂိမ်းလေးဗျဒီအတီးတူတာလေးတွေရွေးပေးလိုက်ရုံနဲ့အဆင်ပြေဗျာနော်ဂိမ်းလေးကကျွန်တော်တနေ့တည်းရှာမယ်ဆိုရင်တော့ကျွန်တော် level များပါတယ်เนาะဟိုပထမပိုင်းတော့ကျွန်တော်တနေ့တည်းနဲ့ကျွန်တော်တို့အများကြီးရတယ်เนาะနောက်ရက်ဒီတော့ဒီမှာဒီလိုပေါ်လာရင်တော့ကျွန်တော်တို့ဒီကကြော်ညာလေးကြည့်ပြီးလိုက်ရင်ကျွန်တော်တို့ဒီရတဲ့ပတ်စံ9သားကိုကျွန်တော်တို့ရတယ်ဗျာเนาะကျွန်တော်ကြော်ညာမကြည့်ပြီးတော့ကျွန်တော်တို့အများကြီးဆက်ပြပြီเนาะဒီရောက်လို့ရှိရင်ကျွန်တော်ဒီဟာလေးတစ်ချက်နှိပ်ရနော်မိတ်ဆွေတို့အနေနဲ့ဒီထဲမှာကျွန်တော်စမ်းဝီးလှည့်လို့ရနော်ဒီကောင်လေးတစ်ချက်ကျွန်တော်တော့လှည့်ထားတာကုံသွားတဲ့အတွက်အဲဒါမိတ်ဆွေတို့လှည့်မပြတော့နော်ဒီပိုင်းကျွန်တော်ဒီဘက်ကိုနှိပ်လိုက်ဒါလေးကတော့ဘာမှအထွေထူးတော့မဟုတ်ဘူးနော်ဒါလေးကတော့မလုပ်လဲရတယ်ဒီပိုင်းကျွန်တော်ဒီထဲကိုဝင်လိုက်နော်ဒီမှာလေးဒီပုံနှပုံလေးနဲ့ဟာလေးတော့ဒီမှာကျွန်တော်တို့ရဲ့ fake call link ကိုဒီမှာယူလို့ရရနော်ဒီမှာကို ID ကုတ်ရဲ့ဒီမှာကျွန်တော် link ပြီးတော့ရှင်ကျွန်တော်တို့ဆိုငွေထုတ်တဲ့ခါကျရင်ကျွန်တော်ဒီမှာဒီကအပေါ်ကလေးတစ်ချက်နှိပ်တယ်နော်ကျွန်တော်ဒီကျွန်တော်$10ပြည့်တာနဲ့ကျွန်တော်စပြီးတော့ PayPal အကောင့်နဲ့ထုတ်လို့ရပြီဗျကျွန်တော်ဒီမှာ$6ရပါပြီဗျ$6ရပါပြီဆိုကျွန်တော်ဒါဒီဟောင်းလေးကိုကျွန်တော်2ရက်ဆော့တာ$6ရပြီဗျာနော်အမေစုတို့အနေနဲ့ကြိုးစားတော့ရမယ်ဗျာနော်ဒီ PayPal နဲ့ထုတ်မယ်ဆိုရင်တော့ကျွန်တော်တို့ PayPal အကောင့်ရှိကြမလို့နော်ကျွန်တော်တို့ဒီကောင် Gmail အကောင့်ရှိတာနဲ့ကျွန်တော် link ကနေစပြီး link ကနေပြီးတော့ကျွန်တော်ဒီ PayPal ဒေါ်လာထုတ်လို့ရတယ်နော်ကျွန်တော်ဒီမှာထုတ်လို့ရပြီဆိုရင်ကျွန်တော်ဒီငွေထုံနည်းကိုကျွန်တော်နောက်ဗီဒီယိုတွေမှာတင်ပေးမယ်နော်ဗီဒီယိုတွေရမ်းရှင်းပါဆိုလို့ကျွန်တော်အများကြီးတော့မပြောတော့ဘူးဗျာနော်ဟိုဒီ game လေးကတကယ်အမှန်တကယ်ငွေထုတ်လို့ရတဲ့ game လေးမို့လို့ကျွန်တော်ဒီမိတ်ဆွေတို့အနေနဲ့မိတ်ဆက်ပေးရနော်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့ကျွန်တော်ကူညီပေးကြပါနော်နောက်ဗီဒီယိုတွေကိုကျွန်တော်ဆက်ပြီးတော့တင်ပေးသွားမယ်နော်အမှန်တကယ်ငွေထုတ်လို့ရတဲ့ဗီဒီယိုတွေကိုလည်းကျွန်တော်ကနေပြီးတော့ဆက်ပြီးတော့တင်ပေးသွားမှာမဟုတ်တယ်ကျွန်တော် YouTube channel ကိုလည်း subscribe လေးလုပ်ပြီးတောင်းဆိုချင်ပါတယ်ဗျဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နော်